ဘာရှိသေးရဧပြီလနောက်ဆုံးဘက်မှာဘယ်ဘက်ကိုသွားနိုင်လဲဘယ်လိုအခြေအနေရှိနေလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်ဆိုတော့ပထမဆုံးကျွန်တော်ရောက်နေတဲ့ chat ဒီ HAUSD လို့ခေါ်တဲ့ကမ္ဘာ့ခြေစည်းကွက်ရဲ့ daily timing ဖြစ်ပါတယ်ဆိုတော့ဒီ daily time မှာကျွန်တော်မြင်နေရတဲ့ဟာလေးဆိုရင်ဘာအောင်မြင်နေရလဲဆိုတော့ swing ထိပ်ကနေပြီးတော့ဒီ swing လို့ကိုကျွန်တော်က premium discount ခွဲလိုက်တဲ့အချိန်မှာအပေါ်ဒီ premium အောက်ဒီ discount ဆိုတော့ကျွန်တော်တို့အနေနဲ့ရောက်မယ်ဆိုရင် premium မှာရောက်မယ်ဝယ်မယ်ဆိုရင် premium မှာဝယ်မယ်ဆိုတဲ့ concept ကိုလက်ကင်ထားတယ်ဆိုလို့ရှိရင် premium ထဲမှာဘယ်နေရာတွေကကျွန်တော်တို့အတွက် PUI နေဖြစ်နိုင်တယ်ဆိုတော့ကြည့်အောင်ကျွန်တော်အနေနဲ့ပထမဆုံး daily မှာ hori daily gap ပေါ့နော်ဒီ daily gap ဒီ daily gap ကိုလာပြီးတော့ fade ထားတာကိုကျွန်တော်တွေ့တယ် fade တဲ့ဟာကကျွန်တော်တို့ဘယ်လိုပုံစံမျိုးတွေ fade သွားရလဲဆိုလို့ရှိရင်ရခင်ရဲ့ height တွေအားလုံးမှာ sweep ပြီးတော့နောက်ဆုံးဒီတောက်ကြနေเนาะပြီးခဲ့တဲ့ပတ်ရဲ့တောက်ကြနေမှာလုံးဝအပေါ်ဖောက်နိုင်ခြင်းမရှိဘူးเนาะဆိုတော့ဒီ gap ကိုပဲ respect ပေးတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီနောက်ဆုံးပတ်တနင်္လာနေ့မှာရောင်းမှုတော့ကိုပဲကျွန်တော်ဦးစားပေးမယ်အဲ့တော့ကျွန်တော်ရဲ့ direction ကဘယ်မှာယူထားလဲအဲ့တော့ကျွန်တော်ဘာကြည့်ရလဲဆိုတော့ market structure ထက်ကြည့်ဖို့လိုပါတယ်အဲ့တော့ market structure ကြည့်ဖို့အတွက်ကျွန်တော်ဒီ1 hour ကိုသုံးပါတယ် structure ကိုကြည့်တဲ့အခါမှာ1 hour ဒီ lower လို့တစ်ခုကျွန်တော်တို့ဘာလုပ်နေရလဲရှိနေအဲ့တော့ဒီဟာဒီဘာကိုသွားနေလဲဆိုလို့ရှိရင်အပေါ်မှာရှိနေတဲ့ order တွေဒီနေ့အဖြစ် store lot တွေ liquidity ရှိရာကိုသွားနေလို့ယူဆတယ်တကယ်လေဘာလုပ်ခဲ့ရလဲသွားခဲ့ဒီနေ့အဖြစ်ဒီအောင်နားလည်မယ်ဆိုလို့ရှိရင် pullback လို့ကျွန်တော်နားလည်လို့ရတယ်အဲ့တော့လက်ရှိချိန်ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ရောင်းမှုတော့ကလည်းဘာလုပ်ရမလဲစဉ်းစားအဲ့တော့ hori အပေါ်ကရှိတဲ့ gap ကြီးကိုထိပြီးတဲ့အခါမှာဘာလို့သွားလဲဒီနောက်ဆုံးမှာ pullback လာခဲ့တဲ့ဟာကိုကြော်သွားတယ်ဆိုတော့ကျွန်တော်ဒါကို structure ချိန်သွားပြီလို့ယူဆပါမယ်အဲ့တော့ structure ချိန်သွားပြီလို့ယူဆမယ်ဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်ဖို့ရပြီလဲရောင်းမှုအတွက် hori ဒီ flow ထဲမှာရှိနေတဲ့နေရာတွေကဘယ်နေရာကကျွန်တော်တို့အကောင်းဆုံးဖြစ်မလဲအဲ့ဒါကိုကျွန်တော်တို့ Fibonacci retracement နဲ့တိုင်လို့ရတယ်ဒီမှာဆိုလို့ရှိရင် hori ဒီနော် 0.5 နဲ့ 0.6 ကြားတဲ့ဒီ split gap လည်းဖြစ်နေတယ်ပြီးလို့ရှိရင်ဒီနေရာကလုံးဝ golden zone တစ်ခုလည်းဖြစ်နေတယ်အပေါ်မှာလုံးဝကျွန်တော်တို့ premium zone တွေပဲအဲ့တော့ကျွန်တော်အနေနဲ့ hori ဟာကိုတစ်ခုဝယ်လိုက်မယ်ဒီကောင်ဒီ supply လည်းဖြစ်တယ်ဒီကနေပါလို့လာတာပဲလေကျွန်တော်တို့ကြာလာဆက်ကြာလာတယ်ပြီးရင် hori ကျန်နေတဲ့ gap ကိုကျွန်တော်ထပ်ပြီးတော့ဝတ်ထားမယ်အဲ့တော့ဒီ zone တစ်ခုဒီကျွန်တော်ရဲ့ဒီနေ့တနေ့တာအတွက်ရောင်းမှုအတွက် PUI ဖြစ်နိုင်ပါတယ်နော်โอเคနောက်တစ်ချက်ကျွန်တော်တို့ကြည့်ရမှာဒီ DXY Dollar Index Dollar Index ကဘာဖြစ်နေလဲဆိုလို့ရှိရင်ဒီနေ့မနက်မှာကျွန်တော်ဈေးစားဖွင့်ပြီဆိုကြတဲ့ကဘာလို့သွားလဲတောက်လျှောက်အတက်ဘက်ကိုသွားတာကိုတွေ့ရတယ်အဲ့တော့ Dollar ရဲ့တန်ဖိုးကအတက်ဘက်ကိုသွားနေရဆိုလို့ရှိရင်ကျွန်တော်ခုနက HAUSD ကိုရောင်းမှုစဉ်းစားတဲ့ plan ကကျွန်တော်တို့မှားနေတာတော့မဟုတ်နော်အဲ့တော့ကျွန်တော်တို့ရောင်းမှုတဲ့ plan ကိုတည်ထားတယ်စုံအနေနဲ့ပြောမယ်ဆိုလို့ရှိရင် hori 4830နှစ်မှာရှိနေတဲ့ fair value gap ဆိုရင်ကဒီကျွန်တော်တို့ PY ဖြစ်နိုင်တယ်လို့အပေါ်မှာရှိနေတဲ့4858ဒီလည်းပဲကျွန်တော်တို့ supply ဖြစ်နိုင်ပါတယ်အဲ့တော့ဒီ PY နေဒီနေ့မှာကျွန်တော်တို့စောင့်ကြည့်ပြီးတော့အယောင်းဝယ်လို့ရမယ် PY နေပဲဖြစ်ပါတယ်ကျွန်တော်တန်းပြီးရောင်းဝယ်လို့ရမှာလားဆိုတော့မဟုတ်ပါဘူးအဲ့ဒီ PY ကိုလာပြီးထိပြီးဆိုတာနဲ့5 minute ကိုကျွန်တော်တို့ဆင်လို့ရပါတယ်5 minute မှာ confirmation ရပြီဆိုလို့ရှိရင်ဒီနေ့အတွက်ဒီဆက်လက်လေးမှာပဲလိုက်ပြီးတော့ follow us လုပ်လို့ရပါတယ်ဆိုဒီဗီဒီယိုမှာကျွန်တော် target ကိုဘယ်ထိမှာလဲဆိုလို့ရှိရင်ဒီနေ့တနေ့တာအတွက်ဆိုလို့ရှိရင်တော့ hori မှာရှိနေတယ်เนาะကျွန်တော် swing low လေးတွေ swing low တွေကိုကျွန်တော်က target ယူပါမယ်ဆို4900ဈေးတန်းကို first TP နဲ့ထားမယ်ကြားထဲမှာကျွန်တော်ဖြစ်ပြက်သွားတဲ့ပုံမှာမူတည်ပြီးတော့လေနောက်ထပ် plan တွေကပြောင်းသွားနိုင်တယ်ဆိုပေမဲ့ မိတ်ဆွေတို့တွေဒီဗီဒီယိုလေးကနေပြီးတော့ make sense တစ်ခုရမယ်လို့ကျွန်တော်ကညွှန်နေပါတယ်ဆိုတော့ကျွန်တော်နာမည်ကတော့ sign on လေးဖြစ်ပါတယ်ဗီဒီယိုလေးတွေကိုကြိုင်းနေတတ်တယ်ဆိုလို့ရှိရင်တော့ follow လုပ်ခဲ့ဖို့မမိပါနဲ့ YouTube ကကြည့်နေတဲ့သူတွေဆိုလို့ရှိရင်လည်း subscribe လေးလုပ်ခဲ့ပေးပါဆိုအားလုံးပဲ peace out ပါ